ပါပါရှင်ကျမတို့ဒီနေ့ထဲမှာအသင့်ဝင်ထားတဲ့ Alpha 250 PD model လေးရဲ့အသေးစိတ်အချက်လက်လေးတွေဘာကြောင့်ကျွေလာအောင်လူတွေကြိုက်နေကြလဲဆိုတဲ့အချက်လေးကိုပြောပြပေးပါမယ်အဲ့တော့ Alpha 250 PD model လေးကတော့25လီတာဝင်ဆန်းတဲ့ size ထူးခြားတာကသူ့ရဲ့ကန်ကအရှင်ဖြစ်သွားတဲ့အတွက်ကျမတို့တန်ရှင်းလောက်ရတာပို့ပြီးတော့လွယ်ကူလာတယ်ဒီဘက်ဘေးမှာဒီချက်ကလေးတွေကိုခဏဖယ်လိုက်မယ်မပြီးသွားပြီဆိုလို့ရှိရင်ဒီလိုမျိုးလေးမထုတ်လိုက်မယ်ဆိုရင်ဒါသူ့ရဲ့အောက်ဘက်ကန်လေးကိုမြင်တွေ့ရမှာဖြစ်ပါတယ်ဒါသူ့ရဲ့အတွင်းကန်လေးပါအဲ့တော့တန်ရှင်းလောက်ရတာအရန်ကိုလွယ်ကူသွားပါပြီနောက်ထပ်ထူးခြားချက်တစ်ခုကတော့ဒီ Alpha 250 PD မှာဆိုလို့ရှိရင်ညဘက်တွေမှာအသုံးပြုတဲ့အခါ LED lighting ကတော်တော်လေးကိုအဆင်ပြေတယ်လင်းရကောင်းတဲ့အနေအထားတစ်ခုချီသူ့မှာ LED lighting ကိုထည့်ပေးထားတယ်ပေါ့နော်ဒီ design လေးကလည်းကြွေးကျင်စရာကောင်းတယ်နောက်တစ်ခုကတော့သူ့ရဲ့ battery ကတော့ lithium battery ကိုအသုံးပြုထားတာဖြစ်တဲ့အတွက်ရေရှည်တက်တန်းကြာအသုံးပြုနိုင်မှုအတွက် Alpha 250 PD ကတိုင်ပင်ပေးပါပါဒီ Alpha 250 PD မှာဆိုလို့ရှိရင် speed က12စင်နဲ့အသုံးပြုနိုင်မှာဖြစ်ပြီးတော့ကျွန်တော်တို့ဒီကောနော်နံပါတ်6လောက်ဝင်းကျင်နဲ့အသုံးပြုတယ်ဆိုလို့ရှိရင်6နိုင်ပတ်ချာလေတော့အသုံးပြုလို့ရတယ်ပြီးရင်အကွာဝင်းနေတယ်ဆိုရင်အဲ့နေရာမှာဆိုနံပါတ်5 6လောက်မှာဆိုလို့ရှိရင်6ပေလောက်ပြီးတော့ရတယ်အမြင့်ဆုံးနဲ့တုံးရင်တော့12ပေလောက်ပြီးလေအားသွားပါတယ်ဒီတော့ Alpha 250 PD လေးကိုလိုအပ်လို့ဝယ်ချင်နေဆိုရင် Home Electronic ရဲ့ showroom တွေအားလုံးပါရော online ကနေရောဆက်သွယ်ပြီးတော့မှာနိုင်ပါတယ်ရှင်